ကအရန်ကောင်းတာကိုရင်ငယ်တော့အဲ့လိုငေးတိတ်နေနေတယ်မလားအေးဟုတ်ပြီညီမလေးပွဲတယ်လို့တယ်ဟုတ်တယ်တခြားကုမ္ပဏီပွဲတော့ညီမလေးတို့ကဘာထူးထူးခြားခြားလေးတို့တာကတာလေးကိုညင်ကျင်နေဆိုရင်ညီမလေးနဲ့လည်းတွဲဖက်ပြီးတော့ကျွန်တော်နည်းနည်းကြည့်ရတာပေါ့အဲ့လိုတော့ညီမလေးတိတ်မမြောက်ဘူးပြောနေတော့မဟုတ်ကငငယ်တော့တည်းကငငယ်တော့ဆိုကိုင်းတီးပြိုင်တယ်လေဆိုကိုင်းတီးပြိုင်တော့ဆိုတော့ပြောလိုက်တော့မယ်ကိုကြီးကလည်းဆိုကိုင်းတီးပြိုင်အဲ့တော့ကိုကြီးအရန်ကောင်းတာအရန်ကောင်းတယ်ဆိုမောင်နှမတွေအခုမှအပြင်မှာပြန်ဆုံးဖြစ်တာညီမလေးနဲ့ခိုးပြောနေတာသူတို့ကြားသွားတော့ကြားသွားသူများတွေကတာညီမလေးတို့ကနေတာသူများတွေတင်ဆက်နေတာတော့သဘောကျတယ်ဒါပေမဲ့ကိုတိုင်ကဝါသနာတိတ်မပါဘူးဒီတက္ကသိုလ်တစ်ခုသာရွေးချယ်လိုက်ရတာပဲရှိတယ်ပြောလိုက်တော့မယ်ကိုကြီးကလည်းဆိုကိုင်းတီးပြဲအဲ့တော့ကိုကြီးအရန်ကောင်းတာကိုရင်ငယ်တော့အဲ့လိုငေးကြည့်ခဲ့ရတယ်မင်းသားအရန်ကောင်းလို့မင်းသားတို့မင်းသားဝတ်ဆောင်တဲ့ဆိုကိုင်းတီးပြဲလည်းကျိုးသလိုမျက်နှာအရရတယ်အရန်လာတယ်အဲ့လိုနာမည်ကြီးခဲ့တာပေါ့နော်အဲ့တော့ကိုရင်ငယ်တော့စီနီယာဆိုလေကိုကြီးပြောနေတယ်မတွေးပြတာကြပဲအရင်တော့ဆိုကိုကြီးအင်တာဗျူးတွေဆိုအများနဲ့တွေ့တယ်တွေ့တိုင်းပြောတယ်ကိုကြီးအရန်ကောင်းတာနော်